大家好，欢迎来到雪花莲学中文。今天我们一起学习中文吧。ကြောက်ခေါ်သည်什么ပါလဲစသည်တို့ရဲ့အသုံးပြုပုံကိုလေ့လာကြရအောင်ဥပမာအနေနဲ့你叫什么名字မင်းနာမည်ဘယ်လိုခေါ်လဲမင်းနာမည်ပါလဲ我叫雪花莲ကျမနာမည်က雪花莲吧这叫什么ဒါကိုဘာခေါ်လဲ这叫苹果ဒါကိုပန်းသီးလို့ခေါ်တယ်那叫什么အဲ့ဒါကိုဘာခေါ်လဲ这是什么ဒါပါလဲ那是什么အဲ့ဒါပါလဲ你叫什么နင်ဘာရှာနေတာလဲ他在叫你သူနင်းကိုခေါ်နေတယ်老师在叫我ဆရာမကျွန်တော်ကိုခေါ်နေတယ်အခုလဲကြောက်နဲ့ရှမားကိုလေ့လာပြီးပြီဆိုတော့နောက်တစ်လုံးဖြစ်တဲ့မားကိုလေ့လာကြရအောင်လားလို့အဓိပ္ပာယ်ရပြီးဝါကျအဆုံးမှာထည့်ပြီး yes or no မေးခွန်းလုပ်တဲ့စကားလုံးဖြစ်တယ်ဥပမာအနေနဲ့你是学生吗မင်းကကျောင်းသားလား这是你的书吗ဒါကမင်းရဲ့စာအုပ်လား你是缅甸人吗မင်းကမြန်မာလူမျိုးလား那是你的手机吗အဲ့ဒါကမင်းရဲ့ဖုန်းလား这是你的妈妈吗ဒါကမင်းရဲ့အမေလားအခုလဲမားစကားလုံးကိုလေ့လာပြီးပြီဆိုတော့နောက်တစ်လုံးဖြစ်တဲ့ရှင့်မျိုးရိုးအမည်ရဲ့အသုံးပြုပုံကိုလေ့လာကြရအောင်ဥပမာအနေနဲ့你姓什么မင်းရဲ့မျိုးရိုးအမည်ပါလဲ我姓王ကျမရဲ့မျိုးရိုးအမည်ကဝမ်ပါ他姓李သူ့ရဲ့မျိုးရိုးအမည်ကလီပါအခုတော့ကြောက်什么မာရှင့်စသည့်စကားလုံးများကိုသိသွားကြပြီဆိုတော့谢谢大家我们下次见